ကဲဒီတစ်ခုကတော့နှုတ်ကလေးကတန်ချိန်လိုသွားပါပြီ minimum လို့ခေါ်တယ် half note လို့လည်းခေါ်ပါတယ်အခုမြင်နေရတဲ့အတိုင်းပါပဲအဲ့တော့ကျွန်တော်တို့ဘာဖြစ်သွားမလဲ metronome ကတော့ဒီရပါပဲ80နဲ့ပေါ့နော်ဒါပေမဲ့တီးတာကလည်း down up down up ကတော့ဘယ်မှာပြောင်းသွားပြီလဲဆိုတော့တကြိုးထဲမှာပဲ down up down up တန်ချိန်လည်းတူသွားတဲ့အတွက်1 2 3 4အဲ့လိုဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးလက်ညှိုးလေးနဲ့ပဲကြည့်ကြည့်မယ်ကဲနှုတ်လေးကိုလည်းတေချာစိတ်ရှိရှိလေးနဲ့တစ်ချက်ကြည့်ကြည့်အောင်နော်မင်းဖြစ်သွားတယ်ကျိုးကတော့ဒီတိုင်းပဲစမှာပေါ်ကနေပြီးအောက်ထိဆင်းအောင်နော်အဲ့တော့ကျွန်တော်စကြည့်မယ်3 4 1 2 up down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  up ဟုတ်ပါတယ်မိတ်ဆွေဒီလိုပုံစံမျိုးပဲလေ့ကျင့်ရမှာပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ left leg လက်တစ်ချက်တောင်းကြည့်မယ်အဲ့တော့ဒီ exercise လေးက85နဲ့80ကျောင်းမှာကျင့်ပေးပါဒါလေးကပို့ပြီးတော့အတန်နှလုံးဖြစ်လာတယ်ဒိဋ္ဌာမှာကဒီကောင်က down ပထမတစ်ခုကဟိုနှုတ်တော့ကျွန်တော်တို့ down ကပေါ်ကျိုးမှာတောင်းပြီး up ကတော့နှုတ်ကျိုးမှာတောင်းတာပါ